သတင်းချွာလာရမှာ online နေပြီးအင်ဂျီထိုင်မှာနေတူရှိလားဒါဆိုရွေးချယ်စရာအများကြီးရှိတယ်မှုရေး fashion ဆိုင်က local brand လေးကိုပြမယ်နော်ရောင်လေးရမြင်တဲ့အတိုင်းပဲ video ထဲမှာလည်းနည်းနည်းတော့မှိန်နေသေးရဲ့အပြင်မှာဆိုလင်းကနေထင်းကနေကိုဖြစ်နေတာအင်းလေးကမီးဦးတိုက်ထားတယ်အိတ်ထဲထိုးထမ်းပြီးတော့နည်းနည်းလေးကြေနေတာ sorry ပါသူကလင်းနေချီသားကိုမှကော်ပိတ်လေးကတ်ထားပြီးတော့ဟာမိတ်လေးတက်ထားရအောင်ချစ်စရာကောင်း fashion ဆိုင်ကဒီဇိုင်းလေးရာလေးမျိုးမရှိနဲ့အမြဲတမ်းချစ်စရာကောင်းတယ်ကော်ပိတ်ကတ်ထားပြီးမယ်အင်းလေးကဝဲရတာအေးရနော်ရင်ခံလေးနဲ့ဝဲလဲလှဆုံးမရတဲ့တိုင်းဝဲရတာပိုကြိုက်တယ်မြင်သွားလို့ရှိရင်ကိုယ်အင်ကြီးလေးရိုးနေတာဖြစ်ဖြစ်တိတ်ပြီးတော့စိတ်တိုင်းမကြရဖြစ်ဖြစ်ဒီအင်ကြီးတွေထဲကောက်ဆွလိုက်အောင်နဲ့ချက်ချင်းထားကြသွားအင်းကြီးရောင်လေးကလည်းလောင်းဆောင်လှပြီးတော့ကိုယ် confidence ပိုရှိစေရပေါ့နော်ဒီအင်ကြီးလေးကိုထားလို့ရှိရင်လူကြားထဲမှာကိုကထင်းကနေဖြစ်နေရဆိုပြီးတော့ခံစားနေရကဲဒါဆိုဇုံပေးမပြတဲ့ထဲမှာအယောင်လေးရွေးချက်ပြီးတော့မှုရေး fashion ဆိုင်မှာသွားမှလို့ရပြီနော်ဆိုင်မှာဝယ်လို့ရှိရင်စိတ်တိုင်းကြအတိုးချက်လေးတွေကိုအခမဲ့ပြလို့ပေးသေးရနော်အားလည်းရမှာ online နေပြီးတော့အင်ကြီးထိုင်မှာနေဆိုပြီးတော့အရွေးမမားစေရအောင်မှုရေး fashion ဆိုင်ကစချလက်ချဝယ်လို့ရတယ်ထပ်ပြောမယ်နော်အင်ကြီးလေးပြင်မှာပို့လာတယ်ဆုံးနေကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့မယ်နော်